လာပါဒီနေ့ကျွန်တော်အိတ်စာတရားလွယ်အိတ်တော်တနည်းအားဖြင့်ပြောလို့ငကားပန်းနာထိုက်ပေါ့ဒီလွယ်ကလေးနဲ့မိတ်ဆက်ပေးရစေဒီလွယ်ကလေးကကျွန်တော်စတင်စီရင်ပူဇော်စဉ်ကစပြီးယနေ့ချိန်ထိဆိုရင်နှစ်ကျော်လာခဲ့ပါပြီလွယ်ကြီးလုံးပေါင်းလဲရာချီပြီးတော့ကျွန်တော်စီရင်ပူဇော်ပေးခဲ့ပါပြီအခုခက်ခဲရှိတာကကျွန်တော်ရဲ့အိစာတရားလွယ်ဤတော့အားလုံးဟာတလုံးချင်းကိုကျွန်တော်လက်နဲ့ပဲစီမံဖန်တီးပြီးဆွဲရပါတယ်ဇာပေါင်းတင်ဆေးရိုက်လွယ်ဤမဟုတ်တဲ့အတွက်အချိန်များစွာပေးရပါတယ်ဒီလွယ်လေးတွေကိုမိမိတို့ရဲ့ရရှိမျက်စုံးကိုရဲ့ဆယ်ဘုံတော်သာသနာပစ္စယနှုတ်ကဟာစတုပစ္စယ၄ပါးသောစွမ်းသင်္ကန်းကြောင်းစီအထောက်ပံ့ဖြစ်စေခြင်းကဒီလွယ်ထဲမှာမိမိရဲ့ရရှိငွေဝင်ငွေမျက်စွန်းငွေရဲ့ဆယ်ဘုံတစ်ပုံတသိန်းကို1000ကို9000မိမိကြိုက်တဲ့ရသုံးပြီးတော့ဒီ1000ကိုသာသနာနှုတ်ကဟာသာသနာအထောက်အပံ့အလှူအဖြစ်လှူဒန်းပေးဖို့အတွက်ကျွန်တော်ဒီလွယ်လေးကိုစီရင်ခဲ့ပါတယ်စီရင်ပူဇော်ရမှာလဲမြန်မာအင်းပညာရှင်များဖြစ်ကြသောဇူတုံအင်းနဲ့ဘဂဝါကုံဟိတ်ဟာအထူးပြုပြီးတော့ပူဇော်ထားပါတယ်ဒါကြောင့်ယနေ့တော့ဖြစ်တည်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ငကနီဓာတ်စင်တဲ့အနေနဲ့ငကားအနီရောင်ဒီဇိုင်းမှာပူတွဲထုတ်လုပ်လိုက်ပါတယ်မြန်မာနိုင်ငံအသီးသီးမှာတာနာပြုခိုင်းတော်များရှမ်းဦးစီအဖွဲ့များအထူးဆက်တွယ်မှာကြားနိုင်ပါတယ်စင်တူကြောင်းပွဲလက်ဆွဲမူရင်းကျွန်ုပ်တို့ဦးရဲ့မူပိုင်းထုတ်လုပ်တော့အိစာတရားငကားပံလွယ်များကိုမှာယူအားပေးလူသောမိတ်ဆွေများကျွန်တော်ဟာ Viber ဖုန်း39 0989392389ဆက်တွယ်ပြီးတော့လေမှာကြားနိုင်ပါတယ်ကျေးဇူးအထူးတင်လျက်အားလုံးကျမ်းမာချမ်းသာလျက်မြန်မာမှန်သမျှချမ်းသာကြပါစေမိမိထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအားစတုပစ္စယကထောက်ပံ့လှူဒန်းနိုင်ကြသူများဖြစ်ကြပါစေကျေးဇူးအထူးတင်လျက်